ကဲ United ပရိသတ်အားလုံးပဲမင်္ဂလာပါအားလုံးကိုပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော် KND ပါအဲ့တော့ပွဲပြီးမြင်လေညီကိုတွေဘယ်လိုရှိကြလဲ2-0ဆိုတော့ငါတို့မှရင်းနဲ့အောက်သွားလာကွာငါလက်ခွေးရမှာပဲပြီးခဲ့တဲ့ရာသီတုန်းကလည်းအဖွင့်ပွဲ Arsenal 1-0နဲ့ရှုံးတယ်ဒါပေမဲ့ Arsenal 1-0နဲ့ရှုံးတာနည်းနည်းခံတာသေးတယ်ကွာကိုပြန်နဲ့1-0လောက်နဲ့ရှုံးတာအခုကတန်းတက်လာတဲ့အသင်းကိုငါတို့အသင်းက2-0နဲ့တော်တော်လေးကိုအခြေအနေဆိုးတဲ့အနေအထားမျိုးနဲ့ရှုံးနေခဲ့တာပြောရမယ်ဆိုရင်အခု Premier League အသင်း20မှာဆိုလို့ရှိရင်အခု City အသင်းရဲ့လူစင်းကိုကြည့်ရမယ်ဆိုလို့ရှိရင်ဘယ်လိုပဲပြောဗျာဒီ Premier League လက်ရှိအသင်းတွေနဲ့စားလို့ရှိရင်အញ្ញံဆုံးလူစင်းလို့ပြောရမယ်နေထားဒီလိုအသင်းကိုကိုရီအသင်းကရှုံးနေခဲ့တယ်လို့ပဲကျွန်တော်ကတော့မြင်မိတယ်ကျွန်တော်မြင်မှန်လဲမှန်မယ်မှားရင်လည်းမှားမယ်ကိုအသင်းကိုအားမရဘူးဗျာအဖက်ဖက်ကနေလိုအပ်ချက်တွေရှိခဲ့တာလူကိုကြီးကိုအထောင်မှာထားတာကြည့်ရတာငါတို့နဲတဲ့ငရဲလားကွာအိုး3ရက်နဲ့မိုက်ကယ်ခါရစ်ကိုလည်းဘာမှလည်းမပြောချင်တော့ဒီနေ့ပွဲကမိုက်ကယ်ခါရစ်ကအစအကုန်လုံးမှားတာလူရှော့ဆိုလို့ရှိရင်ဘလို့မှလည်းအဆင်မပြေဘူးသူကလည်းအဆင်မပြေလုံးမကိုအဆင်မပြေသူကခေါင်းသုံးပြီးမကစားတတ်ဘူးဒီကောင်ကိုခံစစ်ပဲပြန်ပို့လိုက်တော့လူရှောနေရပဲမထားပါနဲ့တော့တော်လေးကိုအဆင်မပြေတာပါမာကာရော့ဖို့အသင်းမှာထားမယ်လို့ဆုံးဖြတ်ထားရင်အဲ့ဒီဘဲတောင်မှန်မှာလူတွေ3-4ယောက်ထိမလို့ဟုတ်လားကျွန်တော်ပြောတာညီကိုတွေတနည်းအောင်လူ2ယောက်လောက်ထိကောင်းကောင်းရှိထားမယ်ဆိုရင်အဆင်ပြေနေပြီဒီကနောက်ပွဲတွေမှာဒီတက်ပို့ပြီးအများကြီးကောင်းဖို့လိုတယ်အိမ်သာလုပ်ဖို့လိုတယ်ကျွန်တော်တို့မှဒီပွဲကြီးဖို့အတွက်ကိုဗျညီကိုရက်ပေါင်း90ဗျ89ရက်3လနီးလောက်ကျွန်တော်တို့စောင့်ခဲ့ရတဲ့ပွဲဗျဖွင့်ပွဲကြီးကလှရောကွာအဲ့တော့ပြောတာကိုရီအသင်းကဘယ်လိုပြောမလဲဆိုလို့ရှိရင်ပြိတ်တက်တော်များများကသိရမလားကိုရီအသင်းကဒီလိုအသင်းကိုတော့အေးအေးဆေးဆေးနိုင်မှာပါဆိုရင်ကိုရီအသင်းကတခုမို့တခုထထဖောက်တယ်အခုထိပဲအရင်ကတည်းကအခုထိပဲအထုံကိုပါနေလားမသိဘူးငါတို့အသင်းကဘယ်လောက်ပဲဘယ်လိုပြောမလဲအန်ဒီဆန်တိုစ်ခြေစမ်းပွဲတော့ကောင်းလိုက်တာအခုကြာလည်းအပြစ်မြင်တာလည်းမဟုတ်ဘူးအဆင်မပြေဘူးဗျာတိရဒီကစားသွားတာကိုယ်သမားကိုကျွန်တော်အပြစ်လည်းမပြောချင်ဒါပေမဲ့ရှုံးတဲ့အပေါ်မှာပေါက်တယ်ဗျာစိတ်ကနည်းနည်းတိုးတယ်တီလီမန်လည်းအလားတူပဲပြုတ်တိပြုတ်ဖက်နေဘယ်လိုလဲမသိဘူးနောက်ပွဲဒီမှာကြာရင်တော့ဒီဘယ်လိုပြောမလဲဒီ first line မှာကိုရီမီနူးတွေပါပြန်ပါမယ်ဆိုရင်တော့သိရမလားကိုလူတွေကိုပဲပြန်အားကိုးရမယ်လူတစ်တွေအဲ့လောက်ကြည့်တော့မဟုတ်သေးဘူးအခုလက်ရှိအနေထားရပါတော့နောက်သူ့အနေနဲ့သူတော့ကစားပွဲမှာတော့ဖြည်းဖြည်းချင်းအသားကျလာဖို့လိုအပ်ပါတယ်ကိုရီအသင်းမှာအခုမှရောက်လာပြီး Premier League ပွဲအခုမှစကစားရတာဆိုအပြစ်တွေတော့ပြောလို့လည်းမရသေးဘူးညီကိုတို့ကျွန်တော်အနေနဲ့ကရှုံးနေခဲ့တဲ့အတွက်တော့တကယ်မကျေနပ်ဘူးနော်ကိုစီတီအသင်းတန်းတက်လာတဲ့အသင်းကတော့ဖြတ်တင်ဘောတွေကိုရီအသင်းကအများကြီးလုပ်ပေးနိုင်ခဲ့တယ်ကိုရီအသင်းဘာမှမလုပ်ပေးနိုင်မိနစ်80လောက်ကြာမှပဲအမဲနိုင်နေတဲ့ပုံစံပါညာထားလုပ်လိုက်တယ်လူတွေလဲပြီးတော့ငါတို့ဗဂျမင်ချက်ကိုပဲဝင်လာပြီးနောက်ပိုင်းမှာနည်းနည်းလေးကြည့်လို့ကောင်းသွားတယ်ပဲရှိဒါပေမဲ့လုံးဝမှကိုပဲအဆင်ပြေခဲ့တဲ့ပွဲစဉ်အဲ့ခါတွေနောက်ပွဲတွေကြလို့ရှိရင်မင်းရဲ့အားသာချက်ရှိပါတယ်ကွာဘယ်ကသမားကဘယ်နေရာမှာထားပြီးအသုံးပြုရမလဲဆိုတာမင်းကောင်းကောင်းသိပါတယ်အဲ့လိုမျိုးလေးတွေပဲထားပြီးတော့ကစားပေးပါနည်းနည်းလေးလက်တက်မဆန်းပါနဲ့ဒိုကူလိုဟာမျိုးကိုဒီလိုမျိုးကြီးအဲ့လိုမျိုးကြီးသွားပြီးတော့လောက်ပါနဲ့ငါတို့မှကြည့်ရတာတော်တော်လေးကိုအဆင်မပြေဘူးတော့ညီကိုတွေရောဒီနေ့ပွဲပြီးသွားတဲ့အမြင်လေးတွေဘယ်လိုအမြင်ရှိကြလဲပေါ့နော်တော်တော်လေးတော့အဆင်ပြေခဲ့တဲ့ပွဲပါနောက်တစ်ခုရှိပါသေးရဲ့ဗျကိုရီအသင်းကတော့နော်သူများအသင်းတွေထက်ထူးပြီးတော့နည်းနည်းလေးလောက်လိုက်ရမှာကိုရီအသင်းအနေနဲ့ကဘယ်လိုပြောရမလဲဆိုရှင်ဒီအသင်းရဲ့တမိုင်းတစ်လျှောက်လုံးမှာနော်ဒီလိုမျိုးတန်းတက်လာတဲ့အသင်းကိုဒီပွဲစဉ်တစ်မှာရှုံးနေခဲ့တာကဒါပထမဦးဆုံးပဲဗျမှတ်တမ်းကောင်းဗျာကိုရီအသင်းကမှတ်တမ်းကောင်းတော်တော်ကိုဆိုးရတဲ့ခြေစွမ်းနဲ့ရှုံးနေခဲ့တဲ့ရာသီအဖွင့်လေးကတော့လှပပလေးဖြစ်သွားပြီလို့ပဲပြောရမယ်နော်တိုက်စစ်ကလည်းထိရောက်တဲ့အခွင့်အရေးဖန်တီးမှုတစ်ကြိမ်မှပြုလုပ်နိုင်ခဲ့ခြင်းမရှိဘဲနဲ့ပထမပိုင်းကရလက်အတိုင်းပဲဘယ်ဟုတ်တော်မကွဲပဲကိုကြီးတင်ပြီးဆုံးသွားခဲ့တာယူနိုက်တက်အသင်းမှာဟုတ်ရဲ့လားကွာတန်းတက်လာတဲ့အသင်းကငါတို့အသင်းများဖြစ်နေလားမသိဘူးငါကောင်တို့ရေနောက်ပွဲကြလောက်ပါကွာငါကောင်တို့ရေလားငါတို့လည်းပွဲနဲ့ဟိုမှာတော်တော်လေးမှာစကွန်းသင်းမှန်နေပြောဆိုနေကြတယ်ဒါပြောကြမှာပဲလေဒါအသင်းဖန်နေဆိုတာသိရတဲ့အတိုင်းပဲဒါပေမဲ့လို့လိုအပ်ချက်တွေတော့အများကြီးရှိတယ်ဗျာဘလို့မှအဆင်ပြေခဲ့တဲ့အရာမျိုးပါကိုရီအသင်းနေနဲ့ကတော့အဲ့တော့ညီကိုလည်းဒီဝယ်ပြီးွားတဲ့အခါမှာဘလို့မြင်နေရှိကြလဲဖက်ကနေပြီးတော့အဆင်မပြေခဲ့တဲ့ညာဒီပွဲစဉ်လေးကတော့ရှုံးနေခြင်းတွေပဲပြီးဆုံးသွားခဲ့ပါပြီကျေးဇူးများတင်ပါတယ်ရှင်နေတော့တကယ်မကောင်းကိုအသင်းဒီလိုဖြစ်သွားတဲ့အခါမျိုးမှာတန်းတလာတဲ့အသင်းကိုတော့ကိုရီအသင်းမနိုင်ဘူးလားပေါ့နော်